ကလေးမတယောက်ထဲနဲ့တနေ့ကုန်ဆုံးကြည့်စမ်းကြည့်လောက်ကြတယ်ငါလေးရှင်းစရာမနဲ့ပြန်အားပြေးရှာချင်တယ်အနေအောင်ကြီးမဟုတ်လေပဲအကျယ်စင်လောက်တော့ငါရဲ့လက်တကန်းတွေ့ကိုတဆွမ်းကလောက်အလီရောက်အနှွေးတပီးခဲ့တယ်ရွှေငွေနဲ့ကိုပင်ရက်မရှိတော့ပါစင်တော့ရတော့ ကျိုးညာတော့ လာတော့နေဖို့ 大呀，没了，少这个了，他们啥不跑来？哟，你们啥？啊，大妹子，ရှင်းအောင်ဘာလဲစားမှာတော့တော့ 俺你路上，路上啥玩意？啥玩意？啥？ ယောက်ျားရှင်မမြတ်လှုပ်စမ်းမှာတော့ကလေးကြောက်ဖို့အောင်ပါမမြတ်လို့ 你也吵的，大说了一了哈。 ကျွန်မပန်းတော်ရင်ချက်ပြပြနေရထင်တယ်တော့ 啊，没带到屋子嘞，楼里底下老拿来的，俺困难没没。 ရပါတယ်တော့ဘာမှဖြစ်ပါဘူးတက်တာတော့မှာပါ 啊，没带到拿来，把妈没别不，咱妈也业绩的，个嘞叫俺们过来没拿来，妈别不。 အင်းမရှင်သာမမြတ်လို့မြင်လာခဲ့ 七八的都漂漂八八的嘿。哦，七八的漂漂八八嘛，看，都看呗。哇！马大，ပညာတတ်ကြီးဖြစ်အောင်ကြိုးစားနော်မင်းပညာတတ်ကြီးဖြစ်မှာဘေးလိုပေးမမလုပ်ရမှာကွာတော်အင်ဂျင်ဖြစ်သွားပြန်ထင်တယ်ကွာငါမိသားစုတဲ့မင်းကိုပို့လုံးကျွေးနေရအလောက်ကနောက်ကျမင်းနောက်ကြပြန်ပြီ ဟုတ်စီလမ်းမှာဆိုင်ငယ်လေးပြတ်သွားလို့ ပြောလိုက်ရင်စင်စင်လေးကြီးပဲနောက်မကြနဲ့နောက်ကြရင်ပတ်သက်ရှော့ပါနောက်ကသွားတော့ ဟုတ်ကဲ့ဆရာဟုတ်ဆွဲပြီအာတော့ဟာအေးပါစားလားဟဲ့ဒါနဲ့ငါထဲမှာဟင်းပါရဲ့လေမင်းတို့ယူလို့နေကြ အာငါသားမင်းရလဲကွာတားဆိုတာမြောက်လောင်းအောင်ရှုံးပေးရ တော့ဆရာကတော့ဝဲကြည့်ပြီးအောင်တတယောက်ထဲကျန်တော့ ပေးမှာဗောငါသားရအဖေမနှက်မှန်ပေးမှာဟုတ်ပြီလား ဟုတ်ကဲ့ပြီ မိမမင်းချောင်းတယ်ဒါအဆိုးလိုက်လားကွာမတက်တာသေးဘူးလား တက်တာတော့မှာပါတော့ မင်းရလဲကွာအကင်းလဲတက်တာသေးရမဟုတ်ဒီနေ့လဲထပ်ပြီးအလုပ်ကိုနားလိုက်တော့ ကိုပိုင်စီဝါရေးလုပ်နေတာမဟုတ်ဘူးရှင်နားကျင်တိုင်းနားလိုက်လှုပ်ပြုတ်ပါပေါ့တော့ မင်းကယောဂါရောလိုကြီးမွေးမထားနဲ့ငါဒီနေ့အလုပ်ကိုထပ်ပြီးခွင့်နိုင်ပြီမယ်နားလိုက် ရပါတယ်တော့ကျမခုနရင်နွေးတွေကိုချင်းထည့်ပြီးတောက်လိုက်တက်တာတော့မှာ အာမင်းအဲ့လိုတွေရှောက်ပြီးမလုံးနဲ့လေကွာမင်းကောင်းကောင်းလဲနားလဲရလဲမဟုတ်ဘူးဒီနေ့ငါစိတ်ကလိုက်ပြမယ်ကလေးကြောင့်မဟုတ်ပြနဲ့တန်းလာခမယ်မင်းဆောင်နေ ကျမအလုပ်ဝင်တာမကြသေးဘူးရှင်တော့ကြအလုပ်တွေပြုတ်ကုန်နေလိမ့်မယ် ကဲမင်းကျမ်းမာကြီးကရေးကြီးတယ်မဟုတ်ဘူးလားကျမ်းမာကြီးကောင်းမှမင်းရဲ့အလုပ်ကိုကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူးလားအဲ့တော့နားလိုက်ပြီးရင်စိတ်ကသွားပြမယ်ငါကလေးကြောင့်မဟုတ်ပြီးတန်းလာခဲ့မယ်လာငါတော့မယ်ကြောင်းတော့ကြလာခဲ့မယ်နော် တာဗီယူဆောင်တော့ တန်တန်ကတော့9000ကျတယ် ဆရာကျွန်တော်မှာ9000ပဲပါတယ်အရင်ကလည်း9000ပဲတင်လို့ကျွန်တော်9000ပဲယူလာနောက်ရမှလာပေးလို့ရရမှာဆရာ ရပါတယ်ပါတလာဝဲပေးခဲ့လိုက်လေ ကျေးဇူးပါဆရာ ယောက်ျားရှင်ကျမကိုစီးကမ်းပြပေးလိုက်တော့
သားလေးမနက်ကပြောတဲ့ဆရာကတော်ပွဲကြည့်ရရော ဟာမင်းကလည်းသူကလည်းဒီဖြစ်သွားလိမ့်မယ်အဲ့ဒါယူတွေးပြီးစိတ်ပူမနေနဲ့နော်မင်းသာကျမ်းမာကြီးခင်းဆိုင်မင်းတို့ရှာကျွေးမဲ့အလုပ်ကငါအလုပ်ပါလာတော့မယ် မ မိမမင်းမတတ်တာသေးဘူးလားကွာ မသက်တာလဲတွားရမှာပဲတော့သူများအလုပ်ဝင်လုပ်နေတာပဲတက်နိုင်မှာမလဲဗီဇသမှုရှိရမယ်တော့ဒီလောက်နားပြီပဲတော်တော့ပေါ့ရှင် အေးပါတကယ်တမ်းဆိုရင်ငါအိမ်တော်ဥပဒေဖြစ်ပြီးနင်တို့ကငါရှာကျွေးရမှာဟာယောက်ျားဖြစ်တဲ့ကဝေးခွေးရှာတော့ကြည့်ရလို့နင်တို့ကလို့စစ်စစ်ရဲနေရတာဟာ ကဲပါယောက်ျားရဲ့ဘာတွေလျှောက်ပြောနေရလဲဒီမှာကလေးလည်းရှိနေတာပျော်ပျော်နေစမ်းပါရှင်ဒါကျောင်းပိတ်ရဲ့အပြင်တီလျှောက်မသွားနဲ့နော်အရန်လဲဆော့မနေနဲ့အောင်ကြားလားအမေစကားနားထောင်ခုတော့အမေအလုံးလောက်ကြမှာမလို့သွားလာအောင်မယ်ကြားလားအေးညီလာလဲလဲပြန်သွားရတော့ဘာလို့လဲမ အေးနင်တို့ကမသိလုပ်ငန်းရှင်ကြာနေရပဲဒီလိုမျိုးပုံစံနဲ့ဘယ်လိုလုပ်တိုးတက်မှာလဲ ကျမနေမကောင်းလို့ပြက်တာပါမရဲ့မဟုတ်ရင်ကျမမပြက်ပါဘူးကျမအမျိုးသားလဲလာပြီးခွင့်တိုင်ထားရမလား နင်တို့ခွင့်လာတိုင်းလဲဆိုင်မှာတယောက်လူကြာနေနင်မသိဘူးလားဒီလောက်မှလုံနာကျင်နဲ့ရာသက်ပန်တာလောက်ထွက်လိုက်တော့သွား နောက်အဲ့လိုမဖြစ်စေရပါဘူးမရဲ့ကျမတကယ်တောင်းပန်ပါတယ်မရဲ့နောက်တကယ်မဖြစ်စေရပါဘူးမရဲ့ နောက်ဆိုရစကားကိုထပ်မပြောနေတော့ငါကျန်တဲ့နေရာမှာသဘောကောင်းနေလုပ်ငန်းနဲ့ပတ်သက်တဲ့သဘောမကောင်းနိုင်ဘူးဖြစ်တဲ့ထွက်သွားလိုက်တော့ မိမနင်မျက်နှာလည်းမကောင်းဘူးလားဘာဖြစ်တာလဲ ကျမအလုပ်ပြုတ်ခံရတယ်ရှင် အလုပ်ကဖြုတ်သေးတာလားဟာငါဒီလောက်ကြီးခွင့်နိုင်ခဲ့တာအေးဘောသူတို့ကပတ်စံရှိတာဟုတ်ပတ်စံရှိတော့သူတို့စိတ်တိုင်းကြလှုပ်လို့ရတယ်လေဟာကဲပါစိတ်ထဲထားမနေနဲ့တော့နော် ဟောဝမ်းနေလို့ပါ အေးပါမင်းလည်းကျမ်းမာကြီးမှတိတ်မကောင်းသေးတာဒီလာတော့နားလိုက်တော့နော်ဒီနေ့တော့မဟုတ်လဲ25ရက်ရောက်နေလာကုန်တော့မှာပဲအဲ့ကြမှာပဲလှုပ်တိလေးပါလေးရှာကြတာပါဟုတ်လား အမ ဟဲ့လားထင်းသွားစားမယ်လာ ယောက်ျားထားအောင်ဒီမှာကလေးကဖျားနေရတယ်နဲ့ကိုရီပူကျက်နေတာယောက်ျားရဲ့ဘယ်လိုလုပ်ကြမလို့ ဘယ်လိုလုပ်ရမှာလို့ခါစေးကန်းပြရမှာပေါ့ စေးကပြဖို့ပတ်စံရှင်းလို့ကဒီတပတ်ရှင်းမှမရှင်းရသေးတာတော့ ရှာပါလေဟာငါဒေါ်စိတ်ထဲကနေပြီးတော့3000သွားကြည့်လိုက်မယ် တုံးတုံးကြီးပြောရအောင်လားတော့ ဟာဟုတ်တယ်လေဟာကလေးပြားတာငါတို့လူကြီးလို့မစားပဲဘာမှနေလို့မရဘူးကျွေးရမှာအဲ့တော့ဘိုးလို3000ကြည့်ခဲ့လိုက်မယ်ဟာနေတာကလေးကိုရေပက်တာချင်လားငါသွားကြည့်လောက်မယ်နော် အဲ့မှာ ငါဒီရေပိုင်ပတ်စံရှာမှာဂျားပေါက်လုပ်ငန်းပေါ့ကွာအလုပ်ပိတ်ရလေးကိုလုပ်ရမှာ အေးအောင်မင်းဒါဆိုမင်းပလုံးလို့ဘူးလို့တော့ပါလား အေးမင်းပြောရလဲမစိုးဘူးပလင်းကိုဘူးကုန်ကောက်ဆိုလဲကောက်ရမှာပဲကွာပတ်စံရတယ်လို့အကုန်လုပ်ရမှာအိမ်မှာသားကလည်းဖျားနာမိမလည်းနေသိမ့်မကောင်းဘူးကွာပြီးတော့အကျွေးရလည်းတင်ထားသေးတယ် ဟေးပါငါကိုရင်းစားငါတယောက်တည်းက3လုံးမလောက်ကြမင်းတို့မိသားစုစီကြဗျာငါလည်းကိုရင်းစားဘဝရေးဆင်းရဲလူတွေကြဘယ်တော့မှတန်တရားရနင်းလာမပေးဘူးကွာ ယောက်ျားရှင်အဆင်ပြေခဲ့ရလားဂျားပါလုပ်တယ်ဆိုရှင်လည်းပြင်ပန်းနေမှာပဲတော့ဒီလိုပါပဲဘဝဆိုတာခက်ခဲပါယောက်ျားရှင်အဆင်ပြေရလားလို့ယောက်ျားဘာဖြစ်တာတော့အဆင်ပြေရလားလို့ပြောပါတော့ကျုပ်ကပြောပါဘာဖြစ်တာလဲဟမ် အစရပြောက်သွားပြီ ဘ
တော့အမလေးဖေရလူရင်းနဲ့လုံးရလိုက်ကြတာတော့မရှိရချင်းတူရအောင်မရှိုးတော့မှုနဲ့ငွေမရှာကြပါလားတော့ ဒီကနေ့တော့ကြာတာကွာကြတာတော်ရတာဒီကအဲ့ဆေးတော့ကနေမတဲလာကွာကြတာဒါဆိုတော့ကြာတာ အဲ့လိုမပြောပါနဲ့ယောက်ျားရဲ့ရှင်းတော့ပါလေနော်ရှင်ကကျမတို့တာမီးမြောက်လုံးရှင်စိတ်ချမ်းသာအောင်ထားပါလေယောက်ျားရဲ့အဲ့လိုရှောက်မတွေးပါနဲ့ယောက်ျားရဲ့အကုန်စင်ပြေမှာပါယောက်ျားရဲ့နော်ယောက်ျားနော် ဟဲ့စီသူမင်းဒီနေ့ငါထဲကယူထားတဲ့ကျွေး3000ကဒီနေ့ပြည့်တာနော်အေးအားလည်းပူတော့ဟိုမေးလည်းဒီလိုနေလည်းမလာညမောလို့အခုအိမ်မော်လေးခဏတောင်းလေဟဲ့မင်းအိမ်မော်တက်ဖို့လာတာမဟုတ်ဘူးငါအမေကျွေးတောင်းဟဲလို့ငါလာတောင်းတာမင်းအိမ်လည်းကြီးလာအောင်ငါရဲလောက်တော့မရှိပဲနဲ့အခုအတော့တေချာပြောလိုက်ပါဗျာကျွန်တော်အဖိတ်နေကြဆက်ဆက်လာပြီးမယ်လို့ဟဲ့ညီးတာမုံလို့အိမ်မော်ခိုးလာနားရင်တော့အိုက်ခိုငါထုလွတ်တယ်ကွာဖိတ်တာတွေလာခဲ့ပါအောင်လေငါလာမပြောနဲ့ရေးကြီးတာငါအမေကျွေးရဒီနေ့ပြည့်တာငါဒီနေ့လိုချင်ကိုရဲကျွန်တော်အဖိတ်နေကြတကယ်လာပြီးရမယ်ဗျာအခုအဆင်မပြေသေးလို့ပါနော်ကောနော်ဟာလေရမင်းကမျက်ရည်လေးဆန်းနေနဲ့ငါ့ကိုတနာအောင်လာလုပ်နေဒီမှာမျက်ရည်ကြာတိုင်းသာတနာမယ်ဆိုရင်အေးကျွေးရဟာချမ်းသာနေမှာပေါ့မရဘူးရမချော့သေးလားမင်းအိမ်မော်ပြည်ကြီးတွေငါသိမ်းရမှာဟာအခုအဲ့လိုမလုပ်ပါနဲ့ဗျာကျွန်တော်အဖိတ်နေကြတကယ်ဆက်ဆက်လာပြီးရမယ်ဗျာနော်ကောနော်ကောင်းပြီကွာရဒီမှာငါအကျွေးလာတောင်းရင်မပေးရတဲ့အိမ်တအိမ်မှမရှိမင်းခက်ရပြောနေဒီကလည်းဖူးတာ ယောက်ျားရဲ့အဆင်ပြေသွားမှာပါယောက်ျားရဲ့ဘာဆိုတာဒီလိုပါပဲနော်ကျမရှိပါတယ်ယောက်ျားရဲ့အဆင်ပြေမှာပါ အိမ်မအရင်နေချက်တယ် ယောက်ျား အေးပြောလေအေးပြောပါတော့ ဒီနေ့ဟင်းချက်ဖို့ဆန်နဲ့စီမရှိတော့ဘူးတော့ အာအဲ့ဒါငါဖန်ပေးလို့ရပါတယ်ဟာ အဲ့ဒါဒီနေ့ကလေးချိုင်နဲ့ဘာထည့်ပေးလိုက်ရမလဲ မင်းကကလေးရှိတယ်တိုးတိုးပြောကြားလားမောက်ဝါထဲကနေထုံးစံနဲ့အကျွေးလေးယူပြီးခဏထည့်ပေးလိုက်လေငါထဲမှာ9000ရှိသေးတယ်ဆန်နဲ့စီဒီနေ့ငါတော့ဝယ်ပေးမယ် အဲ့မှာရှင်ပြောသလိုပဲလုပ်လိုက်ပါမယ် အခုဈေးလေးဝယ်ရှင်ဟုတ်ဟုတ်ကဲ့အခုဟိုကစံတပီဘယ်လောက်လဲ ဟိုကတော့58ဒီကတော့53ဟိုက45ဒီကောင်40နဲ့ စံတော်ဈေးတက်သွားတော့ ဟုတ်တယ်ဗျ အဲ့ဆိုကိုဟိုကစီ30သားဘယ်လောက်လဲ 1300ဗျာ ကျေးဇူးပါကွာ ဟောရဗျာ အဆင်ပြေရလား ရပါတယ်အဆင်ပြေပါတယ်ကိုဟုတ် အခုအဆင်ပြေရတေချာရလားဗျာ ဟုတ်ကဲ့ဟုတ်သိကြပါတယ်ခင်ဗျဟုတ်ဟုတ် ဘာမှဖြစ်တော့တေချာလား ဟုတ်ကဲ့ဟုတ်ဘာမှမဖြစ်ပါဘူးခင်ဗျဟုတ်ကဲ့ အဆင်ပြေတော့တရားရဲ့ အခုဘာမှဖြစ်ဘူးဆိုလို့ရှိရင်လည်းဆိုကျွန်တော်သွားလာအောင်နော် ဟုတ်ကဲ့ဟုတ်သိကြပါတယ်ခင်ဗျဘာမှမဖြစ်ပါဘူး နေပါလေခီးဆိုင်သွားအောင် ဟုတ်ကဲ့ဟုတ် ကျွန်တော်လည်းသွားလာမယ်နော် ဟုတ်ကဲ့ဟုတ်ကဲ့ဗျဟုတ်ပြေးပြေးတော့ပြေးလဲစားဟုတ်ကဲ့ဟုတ် ပတ်စံလောကကြီးတော့တိတ်အရေးပါတာပဲ